တို့ညာကိုအပိနာစင်နေကြသူများအားလုံးမင်္ဂလာပါရှင်ဆရာမကြီးခင်နေယူရဲ့မတီလိုတန်ပူလိုအပိုင်း3ကိုတင်ဆက်ဖတ်ပြပေးသွားပါမယ်ခင်နေယူမတီလိုတန်ပူလိုအပိုင်း3အဲ့ဒါဒေါက်တာအောင်ကျော်အတန်လွှင့်နေတာမလားပိတ်ထားလိုက်စမ်းဒေါ်စိန်ညိုဤရုတ်တရက်အော်တန်ကြောင့်အဝင်းနေလန့်သွား၏အဝင်းရေဒီယိုပိတ်ထားလိုက်ညမြကြိုင်ကပြောလိုက်ပြန်တော့ကြောင့်အဝင်းဒီရေဒီယိုကိုပိတ်လိုက်ရ၏ပြီးမှထမင်းစပွဲမှပကံများကိုဆက်သိမ်းနေသည်ညစာထမင်းစားပြီးဒေါ်စိန်ညိုသည်ရင်သွေးချမ်းနှင့်မြေပဲယူစားနေခြင်းဖြစ်အိမ်သားအားလုံးမှာညစာစားပြီးထမင်းစားခန်းမှထွက်သွားကြပြီညမြကြိုင်သာသူ့အတော်နှင့်ရင်သွေးချမ်းတောက်ရင်ထမင်းစပွဲတွင်ကြံ့ရစ်၏ညမြကလည်းမိဝင်းတို့ပြောမထားသေးဘူးထင်တယ်ဟုတ်ကဲ့တော်စိန်ဖြည်းဖြည်းတော့ညပြောပါမယ်အဝင်းရောက်လာတာလည်းမကြသေးလို့လေအေးမိဝင်းမှတ်ထားအဲ့ဒီဒေါက်တာအတန်လွှင့်မယ်ဆိုရင်လေငါရှိနေတဲ့အခန်းမှာရေဒီယိုကိုပိတ်ထားပါအေးသူ့အကြောင်းလေငါကောင်းသိတယ်သူဘာပြောမယ်ဆိုတာလဲငါကောင်းသိတယ်ဒေါ်စိန်ညိုသည်မြေပဲယူကိုတကြွကြွဝါရမှာအားရပါရစကားဆက်ပြော၏အဝင်းနဲ့မတန်းရင်မှာလက်ကအလုံးလုံးနေရင်ဒေါ်စိန်ညို၏မိခွန်းကိုလေးလေးစားစားနားထောင်နေကြရ၏ဘဲကြောင့်ဆိုတော့မြမကြိုင်ကပင်သူ့အတော်စကားကိုလေးစားစွာထိုင်၍နားထောင်နေသောကြောင့်ဖြစ်သည်မိဝင်းရေဒီယိုဖွင့်ပြီးနားထောင်ရင်ငါအိမ်မော်တက်မှဆက်နားထောင်မြတော်စိန်လုံကြီးတဲ့ကလေကေပိုးအယောင်လို့တာနှစ်ထဲရွေးပြီးမိဝင်းတစ်ထဲမိတန်းကြီးတစ်ထဲပေးလိုက်နော်ဒေါ်စိန်ညိုသည်သူ့တူမကိုမှားခဲ့၍အိမ်မော်ရက်သို့တက်သွားတော့သည်အဲ့ဒါသာကြည့်တော့မဝင်းကြီးမြကြိုင်သည်သူကိုယ်တိုင်ရေဒီယိုထားဖွင့်ရင်ပြောလိုက်၏ရေဒီယိုနားထောင်နေရစားဒေါ်စိန်ညို၏ဆန္ဒကိုမြကြိုင်တို့လိုက်ရောအားကြောင့်အဝင်းသည်သဘောပေါက်နားလည်သွား၏မြကြိုင်သည်သူ့အတော်အကြောင်းကိုဆက်ပြော၏စိတ်ရတော့မစိုးပါဘူးအပေးကန်အကျွေးမှုရလည်းရက်ရောတယ်သူပြောချင်တာလှုပ်ချင်တာကိုလုပ်ရမှာနင်တို့သိမခံနိုင်မဲ့နားကြီးတယ်ဆိုပြီးပြန်ပြေးမှာဆိုလို့မပြေးပါဘူးမမကြီးကိုအဆအဝင်းမကျေနပ်တာရှင်အသိပေးမှာပေါ့အေးစပွဲသိမ်းမိရင်မဝင်းမအိတ်ခင်ကိုအေးမောင်ပြောထားလိုက်မနက်9 နာရီကားအစင်းတင်ပြင်ထားလို့ဆွေအမေပသိန်းကဘန်နကသင်းမောနဲ့လာမှာငါသွားကြိုရမယ်အဝင်းဒီပကံများသိမ်းစီးပြီးမြကြိုင်ခိုင်းနေတိုင်းဒရိုင်ဘာကိုအေးမောင်ပြောလိုက်ညောင်ပိုင်းအလုပ်များသွားပြီသူလုံနေကြစပလုံးရွေးအလုပ်ကိုမလုပ်ဖြစ်တော့ပြီဆွေနဲ့စကားလက်ဆောင်ကြနေကြအခန်းတွင်မတွေ့ရတော့လဲအိမ်မော်တက်ရှိဧကန်ကိုရှင်းလင်းရင်ဆွေကိုတွေ့ရ၏မနဲ့ရောက်လာရင်နားပြီးအိမ်မှာအသိန်းသင်းမောတွေကဘလို့ပဲအခန်းငှားစီအေးပြတ်တာကြီးပဲဆွေဒီသူ့အမေအတွက်အိယာနေရာကိုအဝင်းနဲ့ကုပြင်ပေးတီကလွဲ၍မအေးနဲ့တွေ့ရမည်ဟူသောတက်ကြွဝမ်းသာသည့်အမှုအရာမတွေ့ရပေအလုပ်ကိစ္စပြီးသူ့အခန်းရှိရာသို့အဝင်းသည်လျှောက်သွားရင်နှက်ဖြန်ဆုံးတွေ့ရမည်ဧည့်သည်အသစ်ဆွေအမေအကြောင်းကိုလည်းတွေးမိ၏မကြခင်ရောက်လာအောင်မည်ဆိုတော့မမကြီး၏မောင်အလက်ဇနီးမောင်နှံအကြောင်းကိုလည်းတွေးမိ၏ဘလို့ပင်ဖြစ်စေရောက်လာမည်ပုံစံသစ်နှင့်ဧည့်သည်တစ်တို့ကိုလည်းလိုက်ရောညီထွေပြုစုရမည်မို့အဝင်းသည်စိတ်မောမခံတော့ပဲအိတ်ချလိုက်တော့သည်နောက်နေ့မနက်တွင်ဆွေနှင့်အတူကော်ဖီတောက်ရန်သမင်းစားခန်းသို့ဝင်လာသောဆွေအမေကိုအဝင်းတွေ့ရသည်လာမမေသွဲတညလုံးခရီးပန်းလာမှာကော်ဖီတောက်ပြီးမှအေးဆေးနားတော့ဒေါ်ပန်းတွေကခေါ်ယူနေရပေးလိုက်အိမ်သားများအားလုံးသည်ဒေါ်မီတွေအားလှလိုက်လဲခရီးဦးကြိုပြကြသည်ဒေါ်စင်ညိုကတော့စကားဟမပြောဘဲဝစ်ကြီးတန်းကြီးပြုံးယုံလောက်သာပြုံးပြ၏ဆွေသည်သူမိခင်အားကိုရိုင်းပါမုတ်ထောဘက်တုတ်ခါကျဲဥကျော်များကိုပြင်ဆင်ကျွေးမွေးသည်အဝင်းသည်ဆွေ၏မိခင်မျက်နှာကိုတစိတစောင်အကဲခတ်ကြည့်သည်ဆွေလိုပင်မချော့ဖြစ်ကိုလုံးကိုပန်းကဆွေထက်ပို၍တောင်းနှင်းခိုင်မာပုံရသည်အသားကဆွေလောက်မဖြူတော့လဲငကက်စိတ်ငကက်ကြီးနှင့်အတူသူ့မျက်လုံးများမှာအထူးတောက်ပါပြီးပူလောင်နှင့်တက်ကြွသောရမတ်အရှိန်ကိုပြနေပုံရသည်စကားပြောတဲ့ကလည်းခက်ဆာရှိဘယ်ကဘယ်လိုမှမသိအဝင်းစိတ်ထဲတွင်သူ့အမေတော်မဲခင်ကိုချက်ချင်းလိုပင်သတိရလိုက်မိသည်သူ့အမေကိုလည်းဒီလိုစိတ်ငကက်ပန်းပေး၍ဒီလိုအဝေးစားကြနာဆင်ပေးလိုက်လျင်ဆွေမိခင်အတန်အတိုင်းဟန်ပန်အတိုင်းထွက်လာမည်ဟုထင်သည်သို့သောအလွှာချင်းဟာကွာရောမကမင်းကတော့သက်30ကျော်ခဲ့သောအတွေ့အကြုံကြောင့်ပေါ်ရည်ချင်းဖြည်းဖြည်းအောင်ပြောတတ်ခြင်းစကားအစဉ်တစားဆင်ញင်းတို့ကတော့ဒေါ်မီတွေကတာသည်ဟုဆိုရပေမည်စီစဉ်မရှိပဲထွက်လာခဲ့ရတာဆိုတော့လက်ဦးကတရားပဲပါလာတယ်ပြီးတော့မြောင်းမြသမီးကြီးကဒေါ်ပန်းတွေရင်သွေးချမ်းနဲ့မြည်တတ်တယ်တဲ့ငရမ်းကြောင်လေးတပိတ်သားဆင်းပို့လို့ယူလာခဲ့တယ်ဆွေသမီးရဲ့မမေတောင်းထဲမှာတွေ့တယ်မလားဆွေမဝင်းကိုပေးလိုက်ပြီမမေဆွေကဖြေကျေးဇူးတင်လိုက်တာမမေတွေရဲ့ရန်ကုန်မှာငရမ်းကြောက်ကရပါမယ်စားမပေါ့ဘူးဒါနဲ့ဒေါက်တာနှင်းပင်ညွန်းတို့မေမျိုးဝေတို့ကမြောင်းမြမှာကြာပြီလားဆရာဝန်အလုပ်ကလည်းပြောင်းရရွှေ့ရတာပဲဆွေနဲ့ကစကားမဆက်မိကြဘူး
ဆွေမှာလည်းတခါမှမအားရတော့မောင်လေးကြိုင်အနာကနေခွာရတယ်မှမရှိပဲမိမျိုးငွေရောငွေကမြကြီးနားမှာလေနှင်းဖေညွန့်တို့ဝေတို့ကတော့ဒီတခါတောင်ကြီးပြောင်းရမယ်တဲ့ဝေကတော့သူ့တောင်ကြီးမပြောင်းခင်ဆွေနဲ့တွေ့ရအောင်ရန်ကုန်လာအောင်မတဲ့ကျမကတော့ဒီရပြန်ပသိမ်မှာစီစဉ်စရာရှိတာစီစဉ်ပြီးရင်မြကြီးနားပဲဆက်သွားမလို့မမေတွေလည်းသမီးတွေပြောင်းရလိုက်သွားတော့နေအနှက်ရောက်တာပဲပျော်စရာကြီးနော်ခဏတစ်ဖြုတ်ပါပဲပသိမ်အင်္ဂါကိုမခွာခြင်းသမီးတွေကိုလွမ်းတဲ့အခါလိုက်သွားလိုက်တာပဲမိမျိုးငွေကအငယ်ဆုံးသမီးမှုပူတတိရတယ်သူကလည်းမောင်သိန်းအောင်နဲ့လက်ထပ်ပြီးကအညာဘက်မှာကြီးနေနေရတာသမီးကပဇွန်ပေါ်ငါပေါ်တဲ့အရက်ကသွားရတယ်သူဆိုတော့အညာမှာမပြောလှအောင်ခဏပဇွန်စီပဇွန်ဥငရမ်းကြောက်ပို့ပေးနေရတာကျမကဝက်ပေါင်ချောက်ပေါင်းတာကြိုက်တတ်တော့သမက်ကလည်းနေဆက်ကလာတယ်ဝက်ပေါင်ချောက်သူကိုယ်တိုင်ပြစ်တဲ့ဆက်သားချောက်တို့ခဏပို့ပါတယ်တတော်ဝန်ထောက်ဆိုတော့သူလည်းအညာမှာပြောတာပေါ့လေသူတို့ဒီလိုပဲခရီးရောက်မဆိုင်အဆက်စကားများကိုဆိုကြရင်ပြောကြရသည်ဤကားဆက်ဆံရေးတီဤကားလူမှုဓမ္မတာတီတခါလေပုံကြီးချဲလိုက်ကြွားတာလေးနဲ့သမက်များနဲ့သမီးများသည်အချိုးကြကင်တွယ်ရသည်ကိုမသိမသာဖော်ထုတ်လိုက်ရသည်ကဲမမေတွေကြိုက်တာပြောကျမဈေးကိုကိုယ်တိုင်သွားပြီးတော့ကိုယ်တိုင်ချက်ကျွေးမယ်ကော်ဖီတောက်ပြီးလဲနားအောင်နော်မဝင်းရေဈေးသွားစို့ဆွေမမေကိုအိတ်ခမ်းမှာနားနေပါစေရောဟုတ်ကဲ့မမေဆွေသည်သူ့မမေနဲ့တူအိမ်မောတက်သွားမှအဝင်းသည်ဈေးကိုဒေါ်ပန်းထင်နေလိုက်သွားတော့သည်ခါတိုင်းညများလို့အဝင်းနဲ့ဆွေမအိတ်ခင်အေးစစကားပြောချိန်မရကြပေဆွေသည်ခါတိုင်းလုပ်နေကြလင်းတာဝန်ပြင်ခိတလာရောက်လဲပတ်တော့မိခင်တာဝန်ကပူလာသည်သူသည်တော်မေသွဲကိုထမင်းကျွေးချိန်လောက်သာအောက်ကိုဆင်းလာတော့သည်ခုလိုတော့တော်ပါသည်အဝင်းစိတ်ထဲထင်သလောက်ဧည့်သည်အစ်စ်ကြောင့်ထူးထူးခြားခြားတာဝန်ပို့မလာပေသူဆောင်ရွက်ရမည့်တာဝန်တဝက်လောက်နည်းနည်းကိုဆွေကပင်ဆောင်ရွက်ပြီးတခုပဲမအိတ်ခင်တွင် Ovaltine ကိုဖြော်၍ဒေါ်မေသွဲအိတ်ခမ်းသို့ပို့ရသည်ဒေါ်မေသွဲသည်ဘစ်စကွတ်3ချက်လောက်နှင့် Ovaltine တစ်ခွက်ကိုမအိတ်ခင်တောက်လေးတောက်ထားရှိသည်ဟုဆွေကသူ့အမေကြိုက်ကိုပြောထားသောကြောင့်ဖြစ်သည်ဒေါ်မေသွဲရောက်လာပြီး3ရက်မြောက်ညတွင်မူလုံနေကြအတိုင်းအဝင်းသည် Ovaltine ဖြော်ပြီးဒေါ်မေသွဲအခန်းသို့သွားပို့၏ဒေါ်မေသွဲစကားပြောတန်ကြား၍အဝင်းသည်အတွင်းခန်းသို့မဝင်သေးဘဲအရေးအခြေကိုခန်းစည်းကြားမှကြည့်လိုက်၏ငါသမီးဟာစကားတွေတက်လိုက်တာနော်မမေထင်တယ်ပသိမ်တုံးကဒါလောက်သမီးဟာစကားမတက်ပါဘူးဒေါ်မေသွဲသည်ဆွမျက်နှာကိုကြည့်၍ခက်ပြက်ပြောနေသည်ကိုမြင်ရ၏ဆွကတော့ဘယ်နေရာကိုမှစူးစား၍ကြည့်နေပုံမရအဝေးလဟာပင်ကိုမရင်မရာကြည့်နေသလိုအမေလူသူကိုမျက်နှာလွှဲ၍ပြောနေသည်သို့တော်သူသည်တလုံးချင်းစကားကိုစဉ်းစား၍လေးနက်ပြောနေသည်တပ်ပြင်းကိုရှိုက်၍လေတဝရှူပြီးမှစကားကိုထောက်လျှောက်ပြောချ၏ဟုတ်တယ်စကားတွေတိတ်တက်လာတယ်မမေဆွစကားတက်လာသလောက်လည်းပြောချတယ်နဲ့တကယ်လို့သာမမေကပသိမ်ကလိုက်မလာရင်တော့ကိုလေးကိုတညကြည့်မဲ့လူနဲ့စီစဉ်ထားရပြီမမေကိုလေသမီးလာတွေ့ပြီးစကားပြောမလို့သမီးတို့သားမီညလုံးပေါက်စကားပြောလိုက်ရင်ဒီစကားတွေကကုန်ပါတယ်ညလုံးပေါက်တောင်ထိုင်ပြောရမလဲလားဟုတ်ပါတယ်အမှန်တော့ဖြည်းပြောလဲရတာပေါ့ဒါပေမဲ့ပြောစရာရှိတာတညလုံးတစ်နေ့လုံးမြန်ပြောပြီးမြန်ကျန်းလာရမှာပေါ့ဘယ်သူမှကို့အမေအိမ်ပြန်လာတော့မတားပါဘူးတနေ့ရတာမမကြီးကတခါသူနာပြုတ်ဆရာမအနားထားပြီးဆွအနားယူပါအပြင်ထွက်ဈေးဝယ်ရုပ်ရှင်ကြည့်အပန်းဖြေပါလို့ပြောတယ်။ရောင်းမကြီးတယောက်အနေနဲ့သူ့ဘက်ကတာဝန်တွေကြေပါတယ်မမေ။ပြီးတော့ဒါလည်းမကအောင်ကိုလက်တန်ပြူစီရဲ့ရာဘာချမ်းပြန်လာရင်ဖေကြီးကိုအခြေအနေရတင်ပြပြီးဆွတို့လင်မယားကိုနိုင်ငံသားအုပ်ဆေးကူကိုလွှတ်ပေးဖို့သူတို့အကြံပေးမယ်တဲ့။ဒေါ်မေသက်မျက်နှာကြီးဝန်းလက်သွားပုံရည်တောက်ပတ်လိုက်။အော်စီစဉ်ကောင်းတာပဲ။သမီးအနေနဲ့ဘာမှလက်မခံနိုင်စရာရှိတယ်။ဒီလိုအခြေအနေမှာဘာလို့များအရေးတကြီးလုပ်ပြီးသမီးကမမေစီလာစကားပြောရတယ်။မမေဒီစကားပြောမယ်ဆိုတာသမီးသိတယ်။ဆွသည်မရေခြင်းမဲနဲ့ရေကျဲလောက်ခါတရောရေလိုက်၏မေဤမျက်နှာကိုတော့မကြည့်ပြီးတော့မျက်ရည်များတွေ့နှင့်ကြလာ၏စကားကိုဆက်ပြောသည်ကောင်းလိုက်တဲ့အစီအစဉ်ကြီးပေါ့မမေရဲ့မဟာအစီအစဉ်ကြီးမဟာစီမံကိန်းကြီးကိုပထမစီမံပေးတာတော့မမေပေါ့သမီးတို့နိုင်ငံသားကိုသွားပြီးမမေကလိုချင်တဲ့ပစ္စည်းတွေကိုလည်းမှားလိုက်အောင်မယ်ပေါ့နောက်ထပ်ကောမမေဘာတွေများလိုချင်သေးလဲမမေကငမ်းမ3ကောင်နဲ့တူတဲ့သမီး3ယောက်ကိုမွေးပြီးရွှေဦးတစ်လ3ဥခိုင်းနေတာမို့လားနောက်ထပ်ဘိုက်ခွဲပြီးရွှေဦးတွေကိုရှာကျင်သေးသလားမမေတက်နိုင်ရင်လေသမီးဘိုက်ကိုခွဲလိုက်ပါတော့မမေရဲ့ဘိုက်ထဲမှာလေရွှေဦးတွေရှိချင်ရှိမယ်သမီးလည်းဘယ်တော့မှဒီဘဝကိုပြန်မလာရတော့ဘူးဒေါ်မေသွဲသည်ရုတ်တရက်မျက်နှာပြတ်သွား၏စောစောကတိမ်မွေ့နေသောမျက်နှာထားသည်ပြောင်းလဲသွား၏နေရဲလာ၏ချောင်းကျင်နေသောအဝင်းသည်ဒေါ်မေသွဲမျက်နှာပြောင်းသွားသည်ကိုမြင်ရသောအခါကြောစိမ်သွားသည်နှင်းဝေသောမနက်ခင်းများတွင်သူရွာမှထွက်လာလိုက်
မြင်ခဲ့ရတော့သူ့အမေ၏မျက်နှာကိုချက်ချင်းသတိရသွားသည်ဒေါ်မေသွဲနှင့်သူ့အမေဒေါ်မေခင်တို့ခုလိုအနေအထား၌ဘာများခြားနာပါသနည်းဒီမှာနေပါဦးမိဆွေအခုညီးရဲ့စကားလုံးတွေကမမေကိုရန်တွေ့နေတာပေါ့လေဒေါ်မေသွဲသည်ခက်ငေါက်ငေါက်ဒေါသတန်နဲ့မိရန်တွေ့တယ်ဆိုတဲ့စကားလုံးကိုတော့မသုံးပါနဲ့မမေသမီးဒီဘက်မှာဘယ်သူမှရန်မဖြစ်ချင်ဘူးသူသဖြင့်မိခင်တယောက်သမီးတယောက်အနေနဲ့ရန်မတွေ့ချင်ရန်တွေ့ရမယ်ရန်ဖြစ်ရမယ်ဆိုတဲ့လူတန်းစားလည်းမဟုတ်ဘူးမမေတူတူနဲ့ရှင်းရှင်းပြောငါနားမလဲဘူးအခုတော့မမေနားလဲရမယ်လေနားလဲအောင်သမီးပြောမှာပေါ့ဝမ်းနဲ့လုံးလုံးငိုမိလို့စကားလုံးတွေရှုပ်သွားတာသမီးပြောချင်တာတွေကရှင်းတယ်တူတယ်မြန်မြန်တော့မပြောနိုင်ဘူးဆွေသည်မျက်ရည်ကိုရောနှာရည်ကိုရောလက်ကင်ပေါ်နဲ့အားရပါရတုပ်လိုက်၏မမေကအုပ်ချုပ်သူလူတန်းစားပါသမီးတို့ညီမ၃ယောက်ဟာဖေဖေမရှိကြတဲ့မမေရဲ့အစီအမံခန့်ခွဲတွေခေါင်းခါခဲ့တဲ့သူတွေမဟုတ်ဘူးသူသဖြင့်အိမ်အောင်ကြီးမှာအဲ့ဒါဘာဖြစ်တယ်လဲဒေါ်မေသွဲကစိတ်မရှိသလိုအော်လိုက်ဖြစ်တယ်လေဖြစ်တာတွေကိုပြောပြပါမယ်နောက်လိုက်ကောင်းတွေကိုခေါင်းညိတ်စီမံခဲ့သမျှငုံခံလာနေတော့ဒီသမီးတွေဖြစ်လာမယ်စိုးကြိုးကောင်းကျိုးပါမှာမမေမှာတာဝန်ရှိတယ်မမေဒါကိုတော့မငြင်းနဲ့သမီးကမမေကောင်းရန်တွေမမေကိုရန်တွေနေတာမဟုတ်ဘူးဆိုတာမမေနှလုံးသွင်းတာလက်ခံလိုက်ဒီတော့မှသမီးပြောမယ်နောက်စကားတွေအပေါ်မမေရဲ့လက်ခံပုံကောက်ချက်ချဖို့မှန်းလာမှာမမေနှလုံးသွင်းမှရင်ဒီကောင်မငါ့ကိုပြန်အခန့်နေဆိုပြီးအစားတသက်မှဖြစ်အောင်မအေးကိုစော်ကားပါတယ်ဆိုပြီးပုံကြီးချက်ပန်းမယ်မမေတို့မှာအခွင့်သာတဲ့လူတွေပါဒေါ်မေသွဲသည်မျက်နှာထားကိုတင်းရမှအနှဲငယ်လျှော့လိုက်ပုံရသည်ဒီခါစကားဆက်မိလို့မမကြအောင်ဆွေမေးကြည့်တယ်ကိုလေးကဒီယောဂါကိုခုမှရတာမဟုတ်ဘူးတဲ့လက်မတက်ခင်ကခုလိုတစ်ချိန်ဖြစ်ခဲ့သေးတယ်ဆိုဖြစ်ချင်ရင်လည်းဖြစ်ခဲ့မှာပေါ့ဒေါ်မေသွဲသည်ဂရုမစိုက်တယ်လို့ဖြေအော်မမေကလည်းဒီလိုပေါ့နဲ့မဖြေပါနဲ့ဟဲ့ဒါတဲ့ငါကဘာလို့ဖြေရအောင်မလဲဒေါ်မေသွဲသည်ငေါက်လိုက်ပြန်သည်ဆွေကတော့ခဲရေးပြန်ဆက်ပြော၏ခေယာဆိုင်တဲ့သမီးအစားတွေဖို့တော့မမေအဖြေကလုံလောက်ပါတယ်ခုတော့ဒီအဖြေနဲ့မလုံလောက်ဘူးမမေကျိုးဆွဲရကားတဲ့ရုပ်သေးရုပ်တွေလိုဖြစ်နေတဲ့သမီးတွေအပေါ်မှာရုပ်သေးစရာအားလုံးတောင်းဝင်ရှိတယ်ရုပ်သေးကြီးတဲ့ပြိတ္တမဝင်လို့ပိုက်ဆံမရရင်မမေတောင်းဝင်မယ်အဲ့ဒီအရုပ်တွေအတုံးမကြလို့မလှုပ်ရှားလို့ဆိုတဲ့စကားလုံးကိုတောင်းဝင်မဲ့မမေမပြောသင့်ဘူးမမေထောင်တဲ့ဇက်ကိုကလူသားကတဲ့ဇက်ကြီးမှမဟုတ်ဖဲရုပ်သေးစင်ကြီးဆွေသည်စကားပြောသွက်လာ၏နှလုံးတွေဝင်းလက်၍နေရဲလာ၏မေကျော်များထောင်ရလာသည်လက်ဟန်ချီရန်နေနဲ့ဆွေဒီလိုလှုပ်ရှားလာပုံမျိုးကိုအဝင်တစ်ခါမှမတွေ့ဘူးပဲချောင်းကြီးချောင်းသားထောင်နေတော့အဝင်းသာမတွေ့ဘူးသည်မဟုတ်ဘိုက်ထဲမှာမွေးလိုက်တော့အမေဖြစ်သူဒေါ်မေသွဲပင်မတွေ့ဘူး၍သူ့သမီးကိုအံ့ဩတကြီးကြည့်နေသည်ဒီတော့ဘသူမှမစီးနိုင်တဲ့အမေရိကန်လို့မှန်ကားကြီးကိုလက်ထပ်ပြီးကြတဲ့သမီးစီးနိုင်တယ်ကိုနိုင်ငံသားကိုသွားမဲ့အခွင့်အရေးလည်းရတယ်မမေပေါ်မှာလည်းရှားပေါ်ရတာခံစကလုံးကြွားတွေကိုမိတ်ဆွေတွေပေါ်ပြောနိုင်မှာပေါ့ပြန်လာရင်လည်းတမတ်တော်မောင်လေးကြိုင်နဲ့သမီးတော်မင်းမျိုးဆွေတို့နိုင်ငံသားကိုဝယ်လာတယ်လေလို့မမေရတာရှိပြောနိုင်မှာပေါ့လေဝမ်းသာပါတယ်မမေစိတ်ချမ်းသာရင်သမီးဝမ်းသာအမှာပါဒါပေမဲ့နိုင်ငံသားသွားရတာဘာဖြစ်နေသွားရတာလဲမသွားခင်လောကငရဲကိုရောဒီမှာဘလို့ခံစားနေရလဲဆိုတာမမေသိလာရင်ပြန်လာရင်ရောကိုလေးရဲ့ယောဂပျောက်မယ်လို့ဘယ်ဆံဝင်မှအာမမခံဒီကောင်မမှာသာကြီးစွာသောလောကငရဲကိုခံစားနေရတယ်ဆိုတာမမေသိစမ်းစေခြင်းတယ်သူ့ယောဂကိုမမေကဆံဝင်မှမဟုတ်ဖဲသိနိုင်မလဲပြီးတော့သွေးနဲ့ကိုသားနဲ့ကိုဖြစ်လာတဲ့ယောဂကိုမမေကဘာတတ်နိုင်မှာလဲသိပါတယ်လေသိပါတယ်ဒါကြောင့်လဲလူနာအနာမှာဆရာမအဆောင်ထားနိုင်ရလားရောက်ခမငွေတောက်လဲချမ်းသာပဲရောက်ခမအပူမကပ်ဖဲနဲ့မိဆွေလင့်အပါတဖွားမခွာပြုစုနေတာပါမမေသမီးမနှလုံးသားအပြည့်ပါဒီလင်အိပ်ရာပေါ်ထားခဲ့ပြီးငါအပြင်မှာပျော်ရွှင်မှုရှာလို့တရားမယ်မထင်ဘူးဆိုတဲ့အတိအကျရုပ်ရှင်ရုံထဲမှာ2 နာရီလောက်အချိန်ဖြုံးမှုလားမဖြုံးရဘူးမမေခုပြောနေတာမမေတက်နိုင်ရမယ်လို့မဆိုလို့ဒါမဲ့သမီးကိုလက်မထက်မပေးစားခင်ကလေးကသမတ်တော်ရမယ်လူရဲ့အကျင့်စာရိုက်တာအကျမ်းမာကြီးအခြေအနေကိုတော့မမေကြိုတင်လေ့လာသင့်တာပေါ့ဒေါ်မေသွဲသည်အကြီးအကျယ်ညနာပြတ်သွား၏သမီးလေးမမေနဲ့နှစ်ကိုချင်းမှုဒီစကားကိုဖွင့်ပြောရတာဝမ်းလဲနဲ့ရှက်လဲရှက်တယ်ကိုလင်အတင်းကိုပြောပြီးကိုလင်တိတ်ခါကိုကြစေတဲ့အဖြစ်ရောက်မှစိုးလို့ဆွေဖြစ်တဲ့ညအကြောင်းမျိုးသိပြီးခေါင်းငုံခံနေခဲ့တာသမီးတရားသလားကိုလေးမိဘတွေကရာဘာချန်တထေးကြီးတွေကိုလေးလည်းကျမ်းမာတော့အခုတန်ဖြူစီရက်ကရာဘာချန်ဆိုကိုလည်းအုပ်ချုပ်လုပ်ကိုင်းတယ်လို့တပယ်နဲ့ဖိတ်ကရာဘာချန်မှာကိုလေးအုပ်ချုပ်ခဲ့တယ်တဲ့စီးပွားရေးအရှာကောင်းတယ်လို့မိမလည်းအပျော်ကောင်းတဲ့သမီးအဝေးကြီးကကြားရတဲ့တရင်မဟုတ်ဘူးမမေဒီရင်ကြီးပေါ်မှာပဲသူ့အဖေဥပကြိုင်နဲ့ဆရာဝန်ဆွေးနွေးနေတာကိုသမီးကြားလိုက်ရတာအလုံနာချိန်လူပြိုဘဝမှာပန်ကာအောက်မှာထိုင်းအရက်ရဲမိမရဲ့အမီးကောင်းလို့လေဖြတ်ဖူးတဲ့
ညီမဆေးဆရာအနေနဲ့လေငန်းပေါ့လေပေါ့အင်္ဂလိပ်ဆရာဝန်တွေအနေနဲ့သွေးစစ်ကြည့်တော့လူပြိုနာပိုးတွေကလေမမေရဲ့ရွှေသမက်ကြီးမှအပြစ်အသိခန္ဓာကိုယ်ကြောပေါင်းတစ်ထောင်ကကြော်ဖောက်ပြီးတော့အုံနောက်ကြောထဲရောက်သွားလို့ပြန်လဲလှုပ်ရှားပြီးကောင်းလာတာသူ့အုံနောက်ကမကောင်းတော့ဘူးတဲ့။ရိုင်းပြောရရင်တော့အယူမရဖြစ်အောင်မှာပေါ့လေ။လက်မထက်က2နှစ်လောက်တုန်းကဒီလောက်မပြင်းထန်ပေမဲ့အသေးစားလေဖြတ်ဝေဒနာကိုကိုလေးခံစားဘူးတဲ့ဒေါ်မေသွယ်ကြီးရဲ့ဒါတွေငါသိဖို့လိုသလားမလိုဘူးလားငါတောင်းရင်ရှိသလားမရှိဘူးလားဆိုတာပြန်စဉ်းစားပါဦးမအေးကိုဒီလိုပြောမိတာတော့မိဆွေကလွန်လာပြီဆွေသည်ပဒင်းပေါက်ရှိရာသို့ပြေးသွား၏ရှိုက်ကြီးတငယ်ငိုချသည်အပြင်လဟာပြင်လွတ်လပ်ခွင့်ကိုပြင်းပြစွာမမောနေတယ်လို့မအေးကိုကြောခိုင်းထား၏တသိန်းသိန်းလှူရှားနေသောဆွေ၏ပခုံးများသည်ရင်တွင်ဝေဒနာကိုဖော်ပြနေ၏အမြင့်မားဆုံးတန်မိုးပေးပြီးအကောင်းဆုံးလက်ထပ်ပွဲကြီးကိုပသိမ်မှာတစ်ခါဒီရန်ကုန်မှာတစ်ခါကျင်းပါပြီးသမီးကိုကုံသေးတွေတိမ့်ပိုက်လိုက်တာပေါ့မမေကလည်းထိုးအပ်လိုက်တာပေါ့သူတို့မှာတော့မြတ်တယ်မမေမြတ်တယ်ပထမအမြက်ကသူတို့ရဲ့သားချေငိမ်သွားပြီအပြင်မှာအပျော်မကျိုးတော့ဘူးခုယောဂါကြောင့်အိယာဘုံဘုံလဲကြလဲတစ္ဆာရှိစွာနဲ့ရာသက်ပံသူနာပြုတ်စီယာမကိုအဖိုးအခမပေးရပဲသူတို့ရထားပြီလေမမေအတွက်လည်းတလားမှန်ရွှေဦးကြီးတစ်လုံးကရပြီလေမမဝေနဲ့ညီမလေးငွေစီရရောဒါစင်မှန်ရတယ်မလားသူတို့လင်ကန်ကောင်းပါစေဆိုတာသမီးဆွတောင်းလျက်ပါသမီးမှာတော့သမီးအနာကြီးဆုံးကသမီးသားစင်ကြီးစက်အတွက်ဒီလူမျိုးကသမီးကိုရင်သွေးမပေးနိုင်တော့ဘူးတော်ပြီမမေဆက်ပြောရင်သမီးအပြစ်ကြီးပဲဖြစ်တော့မယ်ဆွေဒီချာကနေလှဲ့ကသူ့ရဲ့ခန်းရှိရာသို့ထွက်သွားတော့သည်ခန်းစီပေးကြီးအဝင်းသည်ဆွေထွက်လာပြီးခဏကြာမှအိုဗာတင်းမကန်ကိုအခန်းထဲဝင်ပို့၍သူ့အခန်းသို့ဝင်သွားကခေါင်းအုံးနှင့်မျက်နှာအပ်၍မစီမဆိုင်သူလည်းရှိုက်ကြီးတငယ်ငိုကြွေးမိတော့သည်သူ့မမအဖြစ်ကိုတနာ၍ငိုမိသည်လည်းပါသည်အမေအကြောင်းပြန်တွေးမိသည်ကြောင့်လည်းငိုမိ၏ဆွေ၏စကားလုံးတွေအတိုင်းငှားယူကသူ့အမေတော်မဲခင်ကိုသူလည်းပြောပြခြင်းသည်သူ့မှာတော့တောသူစကားလုံးတွေလျပြေပြအောင်ပြောတဲ့ငရင်ကြည်ကြည်မတင်ပြတဲ့အပေါ်ကချုပ်ကင်သူအစီအမံမကြနာမှုကြောင့်အောက်တွင်ခံစားနေရသောဒုက္ခကဆွေလိုနမ်းမြင့်ပုံစံလည်းမဟုတ်ကောက်ရိုးပုံဘေးကဒဏိမိုးအင်ပြိုတို့ပါအလူအလိန်ခံရပါသည်ဟုသူပြောပြခြင်းပါသည်ထိုညတညလုံးအိတ်မပြောမိုးလင်းကနေတမေးလောက်အိပ်ပျော်သွားပါသည်အိမ်မက်တရားကြောင်6ချာမက်လိုက်သေးသည်သူ့မိတော်မဲခင်သည်တခြားလာကပူရသောအိမ်တအိမ်မှကြိုတင်ငွေယူလာကသူ့စီသို့လိုက်လာသည်သူလည်းအမေကိုဘာမှပြန်မပြောတော့ပဲအော်ငိုလိုက်သည်လက်နိုးတော့မှသူ့ကောင်းအောင်တွင်မျက်ရည်များဆူရွှဲနေခါတကယ်ပင်ငိုနေသည်ကိုသူတွေ့ရသည်အင်းစီဘဝနှင့်ဤအိမ်သည်နောက်ဆုံးနေရသောအိမ်ဖြစ်ပါစေဟုဆုတောင်းမိ၏အားပေးနားဆင်ပေးကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်အပိုင်း၄ကိုလည်းဆက်လက်ဆောင်မျှော်နားဆင်ပေးပါအောင်နော်